အမျိုးသမီးတယောက်ဟာရေအောက်မှာရှိတဲ့ယတနာကိုရှာဖွေတဲ့ပြိုင်ပွဲတစ်ခုမှာဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။စိတ်လှုပ်ရှားဖို့အတွက်စီစဉ်သူတွေကရေအောက်ထဲကိုထက်မြက်တဲ့ဓာတ်ရပေါင်းများစွာပစ်ချထားခဲ့ကြတယ်။ဒါပေမဲ့ပြိုင်ပွဲစမဲ့အချိန်မှာပဲစီးကမ်းတွေရုတ်တရက်ပြောင်းလဲသွားပြီးမြေပြင်ပေါ်ကတိုက်ခိုက်ပွဲဖြစ်ပြောင်းသွားခဲ့တယ်။ဒီအပြောင်းလဲကအမျိုးသမီးအတွက်အရန်အားသင့်စရာဖြစ်ခဲ့တယ်။ရေအောက်မှာဆိုသူမရဲ့ရေကူးကျွမ်းကျင်မှုနဲ့လူတိုင်းကိုအနိုင်ယူနိုင်ပေမဲ့အခုတော့မြေပြင်ပေါ်မှာကိုယ်ရည်ကြီးရဲ့လူတွေနဲ့ဘယ်လိုရှင်ပြိုင်ရမလဲဆိုတာစိတ်ပူနေခဲ့တဲ့ပြိုင်ပွဲပြီးခါနီးမှာသူမဟာအဝေးမှာရှိတဲ့လီဗာတစ်ခုကိုမြင်လိုက်ရပြီးချက်ချင်းအကြံတစ်ခုရသွားခဲ့တယ်။သူမကငါးဖမ်းပိုက်ထဲမှာပိတ်မိနေတဲ့လူကြီးကြီးတွေကိုလီဗာရဲ့တစ်ဖက်မှာဆွဲချိတ်လိုက်ပြီးအဲ့ဒီအလေးချိန်ကိုအသုံးပြုပြီးကိုလေထဲထိုးတင်လိုက်တဲ့အားကုန်သုံးပြီးနောက်ဆုံးမှာတော့ယတနာကိုဖမ်းဆုပ်နိုင်ခဲ့တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲတယောက်ကသူမကိုအောက်ဘက်ကိုပြင်းပြင်းထန်ထန်ဆွဲချလိုက်တယ်။ပြိုင်ပွဲတယောက်ကစတီးဂျွန်တစ်ချောင်းနဲ့သူမဘိုက်ကိုထိုးဖို့တောင်စူးစမ်းခဲ့တဲ့ကံကောင်းစွာနဲ့သူမဟာတန်ကြိုးတွေနဲ့ပြုလုပ်ထားတဲ့အကာအကွယ်ဝတ်စုံကိုဝတ်ထားတာကြောင့်ထိခိုက်မှုမရှိခဲ့ဘူး။ဒီလိုနဲ့သူမဟာပထမအဆင့်ကိုအောင်မြင်စွာဖျက်ကျော်နိုင်ခဲ့တယ်။မကြခင်မှာဒုတိယအဆင့်စတင်ခဲ့တဲ့ဒီအဆင့်မှာတော့အကြီးဆုံးပလဲကိုယူလာနိုင်တဲ့သူကအနိုင်ရမယ်လို့သတ်မှတ်ထားတယ်။အမျိုးသမီးကပထမဆုံးပလဲထဲခုန်ဆင်းသွားခဲ့ပြီးချန်ပီယံဘက်တွေကလည်းသူမနောက်ကလိုက်ဆင်းလာကြတယ်။ခဏကြာတော့သူမဟာပလဲအောက်ခြေမှာတခုခုကိုမြင်လိုက်တဲ့အရန်ကြီးမားတဲ့ခရူးကွန်တစ်ခုဖြစ်ပြီးအတွင်းမှာယတနာကြီးတစ်ခုခုရှိမယ်လို့သူမထင်ခဲ့တယ်။သူမကကြောက်တုံးတစ်ခုကိုကောက်ယူပြီးခရူးကွန်ကြားမှာဖိထည့်လိုက်တယ်ပြီးတော့အတွင်းနဲ့လက်ထက်ကစမ်းတက်ရှာဖွေခဲ့တယ်။ခဏကြာမှာတော့သူမလက်ထဲကိုပလဲကြီးတစ်လုံးထိတွေ့မိသွားခဲ့တယ်။ဒါပေမဲ့ဝမ်းသာမပြီးခင်မှာပဲတယောက်ကသူမကိုရေအောက်ထဲပြင်းပြင်းထန်ထန်ဆွဲချလိုက်တယ်။တကယ်တော့ပြိုင်ဘက်တယောက်ကသူမနောက်ကိုလိုက်လာပြီးပလဲကိုလူယူချင်နေတာဖြစ်တယ်။